ဒီမိန်းကလေးဟာသူမမိသားစုရဲ့အကျိုးစီးပွားအတွက်အသက်30အရွယ်အမျိုးသားတစ်ယောက်နဲ့အတင်းအကျပ်ဆိတ်ဆက်ခဲ့ရပါတယ်သူတို့ပထမဆုံးတွေ့တဲ့အချိန်မှာသူမကတမင်တကာနောက်ကျပြီးမှရောက်လာခဲ့တယ်လို့လက်ထပ်ပြီးရင်လည်းတယောက်ရဲ့ဘဝကိုတရားဝင်မဆွတ်ဖက်ခြင်းဆိုတဲ့တောင်းဆိုချက်ကိုပါလုပ်ခဲ့ပါတယ်အမျိုးသားကသဘောတူလိုက်တဲ့အခါသူမကလှည့်ထွက်သွားဖို့ပြင်လိုက်ပေမဲ့သူမအဖေကသူမရဲ့အထုပ်ပိုးတွေကိုအဲ့ဒီအိမ်ကိုပို့ခိုင်းလိုက်တာကိုသိလိုက်ရပါတယ်တကယ်တော့သူမအဖေကသူတို့နှစ်ယောက်တန်ရောစင်ဖြစ်အောင်လက်မထက်ခင်အတူတူနေစေချင်တာဖြစ်ပြီးသူမကိုဇနီးကောင်းတစ်ယောက်ဖြစ်အောင်တင်ယူဖို့အတွက်သူ့လက်ထောက်ကတစ်စင်မှာကြားခဲ့ပါတယ်အမျိုးသမီးဟာမတက်တာပဲအမျိုးသားရဲ့အိမ်ကိုပြောင်းလာခဲ့ပါတယ်ဒါပေမဲ့သူမကအမျိုးသားကိုပြင်းစရာကောင်းတဲ့လူလို့ထင်တာကြောင့်ညတိုင်းဘားကိုသွားပြီးညနေမှအိမ်ပြန်လာလေးရှိပါတယ်အဲ့ဒီရလက်ကြောင့်သူတို့နှစ်ယောက်အတူတူနေခဲ့တဲ့3လအတွင်းမှာတစ်ခါမှဆုံလို့မရှိပါဘူးတနေ့မှာတော့သူမအဖေကလူနာမေးလာမယ်လို့ဖုန်းဆက်လာတဲ့အခါကျမှသူမကအိမ်ကိုအလောတကြီးပြန်လာခဲ့ပြီးအမျိုးသားနဲ့နောက်ဆုံးမှဆုံခဲ့ရတာပါအဖေဖြစ်သူရဲ့စစ်ဆေးမေးမြန်းမှုတွေကြောင့်သူမဟာအယမ်းကိုစိတ်လှုပ်ရှားနေခဲ့ပါတယ်ဒါပေမဲ့အမျိုးသားကသူမဘက်ကနေကာကွယ်ပြောပေးခဲ့တယ်လို့သူမကိုလူတော်တယောက်ပါဆိုပြီးချီးကျူးခဲ့ပါတယ်အဲ့ဒီတွေ့ဆုံမှုပြီးတဲ့နောက်မှာတော့သူမဟာသူ့အပေါ်အမြင်ပြောင်းသွားပြီးသူဟာထင်တလောက်အေးဆက်ပြီးနှလုံးသားမရှိတဲ့လူမဟုတ်မှန်းသိလိုက်ရပါတယ်အခန်းထဲပြန်ရောက်တဲ့အခါမှာတော့သူမရဲ့ပွင့်လင်းပြီးပျော်ပျော်နေတတ်တဲ့စရိုက်ကိုသူစိတ်ထဲထားလာလို့မေးခဲ့ပါတယ်သူကတော့အသက်ကွာခြားချက်ကြောင့်တို့နှစ်ယောက်ကြားဆက်ဆံရေးခက်ခဲမယ်လို့မင်းထင်နေတာကိုသိပါတယ်ဒါပေမဲ့မင်းနဲ့အဆင်ပြေအောင်ကိုစူးစမ်းပါမယ်လို့ပြောခဲ့ပါတယ်နောက်နေ့မှာတော့သူမအဖေကအမျိုးသားနဲ့အတူစီးပွားရေးညစာစားပွဲကိုလိုက်သွားဖို့သူမကိုခိုင်းခဲ့ပါတယ်ဒါပေမဲ့သူမဝတ်ထားတဲ့ထောက်ဖက်ကအယမ်းမြင့်တာကြောင့်ခြေထောက်တွေကအယမ်းနာနေခဲ့ပါတယ်အမျိုးသားကသူမစိတ်မသက်မသာဖြစ်နေတာကိုသတိထားမိသွားပြီးနောက်တစ်စက္ကန့်မှတင်ဝန်ထမ်းတစ်ယောက်ကိုဖက်နှက်ပါတစ်စုံယူလာပေးဖို့ခိုင်းလိုက်ပါတယ်အဲ့ဒီနောက်ဧည့်သည်တွေအားလုံးရဲ့ရှေ့မှာတင်သူမကိုဖက်နှက်ပါလဲပေးဖို့ကိုယ်တိုင်ကူညီပေးခဲ့ပါတယ်သူမဟာအယမ်းကိုအံ့ဩသွားခဲ့ရပါတယ်ဘာလို့လဲဆိုတော့သူမအဖေကမိသားစုရဲ့ဂုဏ်သိက္ခာကိုထိခိုက်မှဆိုလို့လူရှိမှဖက်နှက်ပါဝတ်တာကိုတခါမှခွင့်မပြုခဲ့လို့ပါဒါပေမဲ့ဒီအမျိုးသားကတော့တခြားလူတွေဘယ်လိုထင်မလဲဆိုတာထက်သူမတက်တောင့်တက်တာဖြစ်ဖို့ကိုပဲဂရုစိုက်ခဲ့ပါတယ်သူမဟာသူ့အပေါ်ထားတဲ့အမြင်တွေအကုန်ပြောင်းလဲသွားပြီးသူ့ကိုလက်ထပ်လိုက်တာကလည်းဆိုးလာတဲ့အရာမဟုတ်ဘူးလို့တွေးမိသွားပါတယ်ညစာစားပွဲပြီးတဲ့နောက်မှာတော့သူမကသူတို့နှစ်ယောက်တကယ်တွဲကြည့်ကြမလားလို့မေးခဲ့ပါတယ်အဲ့ဒီအချိန်ကစပြီးသူတို့နှစ်ယောက်ဟာတာမန်ချစ်သူတွေလိုပဲချိန်တွေ့ကြဈေးဝယ်ထွက်ကြရင်ချိုမြိန်နဲ့အခိုက်အတန့်တွေကြောင့်တဖြည်းဖြည်းနဲ့အချင်းချင်းချစ်မိသွားကြပါတယ်သူမကသူချက်တဲ့ခောက်ဆွဲကမစားကောင်းဘူးလို့ပြောမိတာကြောင့်ပဲအမျိုးသားဟာဟင်းချက်နီးကိုအချိန်ပေးပြီးတင်ယူခဲ့ပါတယ်အမျိုးသမီးကသူချက်တဲ့ခောက်ဆွဲကိုနောက်တစ်ခါမြည်ဆန်းကြည့်တဲ့အခါမှာတော့သူ့ရဲ့လက်ရာကအများကြီးတိုးတက်လာပြီဖြစ်ကြောင်းမချီကျူးပဲမနေနိုင်ခဲ့ပါဘူးသူမကအမျိုးသားဟာဘာလို့လုပ်ပြီးပြည့်စုံနေတာကိုအားကျနေခဲ့ပါတယ်ဒါပေမဲ့ဒီရတာရှိတဲ့ခောက်ဆွဲတစ်ပွဲကအမျိုးသားရဲ့2လကြာလေ့ကျင့်မှုနဲ့သူတည်တနာပြုမှုတွေရဲ့ရလက်ဆိုတာကိုတော့သူမမသိခဲ့ပါဘူးဒီလိုပြီးပြည့်စုံတဲ့စိတ်ဆက်ထားသူကိုမြင်ရတဲ့အခါသူမကသူ့ပေါ်ပို့ပြီးရင်းနှီးချင်လာခဲ့ပါတယ်ဒါပေမဲ့အမျိုးသားကသူမကိုတားလိုက်တာကြောင့်သူမစိတ်မကောင်းဖြစ်သွားခဲ့ပါတယ်သူကသူမကိုစိတ်မဝင်စားဘူးလို့ထင်သွားတာကြောင့်သူမဟာညနေမှအိမ်ပြန်တဲ့အကျင့်ဟောင်းကိုပြန်လုပ်ပါတော့တယ်တနေ့မှာတော့သူမတငယ်ချင်းကသူမကိုအိမ်ထိလိုက်ပို့ပေးခဲ့ပါတယ်သူမတငယ်ချင်းကသူမနဲ့စိတ်ဆက်ထားသူကြမှာအသက်ကွာခြားချက်ကအရန်ကြီးလုံးလို့ဝါသနာတူတာတွေရှိမှာမဟုတ်ဘူးလို့ပြောခဲ့ပါတယ်အမျိုးသမီးကတော့ဘာမှပြန်မချေပခဲ့ပါဘူးသူမကဒါဟာစီးပွားရေးအရာလက်ထက်တာတက်ဖြစ်ပြီးမိသားစုအတွက်အကျိုးရှိဖို့ကပဲအရေးကြီးဆုံးပါလို့ပြောလိုက်ပါတယ်ဒါပေမဲ့အမျိုးသားကသူတို့ပြောတာတွေကိုကြားသွားခဲ့ပါတယ်ဒါကြောင့်အမျိုးသမီးကသူ့ကိုစကားလာပြောတဲ့အခါမှာသူကဘာမှပြန်မပြောဘဲနှုတ်ဆက်နေခဲ့ပါတယ်အမျိုးသားကအေးဆက်ဆက်ဆံနေတာကိုမြင်တော့အမျိုးသမီးကဒေါသထွက်ပြီးအခန်းထဲပြန်ဝင်သွားခဲ့ကဗိုက်စာလာတဲ့အချိန်ကျမှပဲပြန်ထွက်လာခဲ့ပါတယ်တိုက်တိုက်ဆိုင်ဆိုင်ပဲသူမဟာခောက်ဆွဲချက်ပြီးစားဖို့ပြင်နေတဲ့အမျိုးသားနဲ့ဆုံလိုက်ပါတော့တယ်